မင်္ဂလာပါဒီတင်ဆက်ပေးချင်တာကတော့ဒါဘီမှာနာနီအောင်တီးထုတ်ပြလိုက်တဲ့ကိုဆိုင်တို့အကြောင်းပဲဖြစ်ပါတယ်ကိုဆိုင်တို့ဟာဆိုရင်ဖြင့်နွန်နေတဲ့ထွန်ချစ်ဘဝကနေအထာသစ်နဲ့ကားတဲ့နှိုးစော်လို့ထိုးခေါ်လိုက်တာတားတွေဖြစ်ကုန်တာကမကြီးသေးတို့အဖွဲကိုကမကြီးသေးကြားလေးချင်းလေးဆိုတာဒင်းတို့နောင်တော်ကိုဘောင်းကြောကျင်တာကြောင်းဩတွေပါဩကုန်နဲ့မြောင်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 ဆိုပြီးကိုဘာဒိတ်ဆိတ်နေတာမဟုတ်ဘူးဂိတ်ချိတ်နေတာအလဲဂိတ်တို့ကအတေးတချို့မှာလေထီးလို့ကြိတ်ကြီးခဲ့ရပါမယ်အနာဂတ်မှာတော့ Master Chef လို့မညာမတာတွေချက်ပြုတ်တော့မှပြုံမတူတဲ့ဆင်းများတွေဘာတွေနားမလဲဘူးအလဲဆင်းများတို့ကလည်းအခုဒီအမြင်မှန်ကိုမရသေးဘူးတကောင်လေးပြေးနေရတာတော့ချော်လဲခြင်းတို့လိုခြေခောက်ခြင်းတို့လိုနဲ့ဘိုးမဆင်းများကြီးဒူသားနာတော့ဘောဟာပဲပြန်ပြန်တန်းတနေရလားမသိဘူးအခုဆိုကိုဆိုင်တို့ကဇယိုင်မသားနာတဲ့ဆိုင်ကားသမားဘဝကနေအထာသင်းနဲ့မညာမတာညစ်တာနိုးဘူးလို့ဆိုပြားခံနေတာပဲဘိုးမနိုးဘူးမလောက်လေးမလောက်စားနဲ့အဖြောက်သားလို့တောက်ကြွားခြင်းဟာတိုင်ကြီးသားလို့ဘိုင်ကြီးကအောင်တီးထုတ်ပလေတော့မော်ဘီလို့တော်ဘီလို့တော့မអော်နိုင်ပဲမင်္ဂလာတုံလို့ဖင်းမတုံဆင်းသွားတယ်ဂေကြီးက30သားအမုန်းတွေတာအလဲခြုံတို့တဲ့ကြုံတို့သားဆင်မြန်ကြီးတို့ကလည်းမစီမဆိုင်လန့်နေတော့ပြီနောက်ပွဲဒင်းတို့အလှဲ့ဆိုတော့လိုင်းလို့အကန်ခါတော့မလားဆိုပြီးဟိုမှာကဲဒီလောက်လဲမြောက်ပေးပြီးသွားပြီဆိုတော့ညာတော့ကနိုဘူးတို့ကိုဘလို့တီးထုတ်ခဲ့လဲဆိုတာဆမြုပ်ပြန်လိုက်ရအောင်ဂဲကြီးတို့ကအထာသစ်နဲ့ကားတဲ့လက်ထမှာ4နှစ်3နှစ်နဲ့ပွဲထွက်လာပြီးနိုဘူးတို့ကလည်း4နှစ်နဲ့ခေါင်းတဲ့လူခေါင်းပန်းတဲ့လူပန်းပြီးပွဲစားတဲ့ဆိုတာနဲ့သူ့တက်တီးလိုက်ကိုတက်တီးလိုက်ပဲအလိုနဲ့ပထမပိုင်းမှာအထာညက်တဲ့အာမတ်တီးထုတ်နိုင်ခဲ့ပြီမယ်လူကြုံမောတွေဖြစ်ပြီးဘာမှမစားပဲတရေတွေကြာဒုတိယပိုင်းကျမှနှလုံးလာတဲ့ကရုံမှာတီးထုတ်သွားပြီးမရှိမနှောင်းမှာအပိုလူမဟုတ်တဲ့ဒိုကူပွဲပြီးကန်ဒီကြတော့မောင်လဲထပ်တီးထုတ်ခဲ့ပြီမယ်ကိုမရဂါမျိုးတွေဖြစ်ပြီးတူးစည်းနဲ့ယူချီပန်းနေဖြစ်ရင်ပြီးဆုံးသွားပါပြီပေးရင်တဲ့ message ကတော့ဂိတ်ဖြိုးရင်ကျိန်းကိုရမယ်ဆိုတာပါပဲဟိုမှာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ